ကဲမေးစေရေနမကျွန်တော်လည်းလွဲချော်သွားရဗျာညနေပိုင်းမှာခွန်3နှစ်ဆိုတော့ကီးလေးရပြီးတော့6နှစ်ဆိုတာလေးနဲ့ပဲပြန်ကဏ္ဍလေးနဲ့ပဲထောက်အောင်နဲ့လူတွေဘယ်လောက်လို့ရကြလေးလဲဆိုတာလည်းကျွန်တော်ရဲ့မှတ်မိခဲ့ကြပါဦးကျွန်တော်ရဲ့ YouTube ကောလေးကိုလည်း subscribe ပြောသေး subscribe နေခဲ့ကြပါဦးလက်မလေးလည်းထောင်ပေးခဲ့ကြပါဦး okay လို့လည်းတယောက်တစ်ကြောင်းညီမှန်းသွားပြီးခဲ့ကြပါဦးဗျာမင်္ဂလာရှိအောင်မင်္ဂလာလို့လည်းမှန်းသွားပြီးခဲ့ကြပါဦးဗျာမှန်6ရက်3လ2026ရက်နေ့တွယ်လဲကျွန်တော်တကွာကောင်းတဲ့ဝမ်းကြီးကိုကျွန်တော်ထပ်မံလေးကြိုးစားရှာထားပါတယ်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုလည်းတူတီ channel ရမြောရှင်မိတ်တွေကိုအားလုံးပဲဒုတိယမရန်စိတ်ကြမ်းပါခြင်းကိုကြမ်းပါခြင်းများနဲ့ပြည့်စုံကြပါစေဒီအတိုင်းမှလည်းမင်္ဂလာရှိကြပါစေတက်ပြီးတိုင်းမှလည်းဝင်ကြပါစေလောကစီးပွားရေးလည်းတူပြီးတော်မင်ကြပါစေဘာမှဆင်ပြေကြပါစေလို့ဆုမကောင်းတောင်းနေပဲကျွန်တော်ရဲ့လာရုပ်ပြီးလေးကိုစတင်လိုက်ပါဗျာနော်အခုမှတွေ့မှုမျိုးရဲ့ကိုယ်မရကျွန်တော်ရဲ့6မိနစ်တောင်းမရှိတဲ့လာရုပ်ပြီးလေးကိုဝင်ရောက်ကြည့်ရှုသွားဖို့ကျွန်တော်အားမိတာရခံပါတယ်နော်လဲတပတ်တိုင်းလေးလာကြည့်ရှုဆောင်ရအောင်လေးလာကြည့်ရှုရအောင်လို့တော့ရကောင်လေးလည်း subscribe မပြုရင်နှိပ်ခဲ့ကြပါဦးမင်္ဂလာရှိအောင်မင်္ဂလာလည်းမှန်သွားပေးခဲ့ကြပါဦးလက်မလေးလည်းထောင်သွားပေးခဲ့ပါဦး okay လို့လည်းမှန်သွားပေးခဲ့ကြပါဦးကျွန်တော်ကကိုတူတယောက်လည်းမြင်နေဆိုလည်းစိတ်ဆန္ဒမပါဘဲနဲ့နေ့စဉ်နဲ့အများဗီဒီယိုတွေကိုစေတနာသီးတဲ့တင်ပေးသွားမှဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်လည်းမျှဝေပေးကြပါအားပေးဝင်ရပေးကြပါလို့ကျွန်တော်မေတ္တာရက်ခံပါတယ်လူတွေကိုမနက်ဖြန်အပိတ်နေဖြစ်တဲ့အတွက်လူတွေကိုရောခဏလေးကောင်းမှုကိုလည်းကျွန်တော်ထပ်မံချထားတယ်သူတွေကိုဝါနာကြောင့်ပဲဖြစ်ဖြစ်လူကြောင့်ပဲဖြစ်ဖြစ်စောစကားနေနေကိုယ့်ရဲ့ပုံကိုယ်ကြီးကိုယ်ရမကြီးကျွန်တော်ရဲ့လာရှိုးဗီဒီယိုလေးကိုဝင်ရောက်လာပြီးဝင်ရောက်ကြည့်ရှုသွားညမှတော့ကျွန်တော်ပေါက်မဲ့ခဏလေးပဲကျွန်တော်တင်ပေးမယ်ညမှအောင်လဲအောင်မြင်စေရမယ်ရာခိုင်နှုန်းပြီးတော့အာမခံပေမဲ့ပေါက်ခဏလေးတော့ပါမယ်လို့ကျွန်တော်အာမခံတယ်တော့အဲဆိုကျွန်တော်ဝမ်းကြီးနဲ့ကျွန်တော်တော့ကွာကောင်းအောင်ပြောမယ်မပြောခင်မှာကျွန်တော်ရဲ့ဒီလာရုပ်ဗီဒီယိုဗီလေးနဲ့ကုန်တယ်ဆိုပြီးတော့ကျော်သွားမျိုးရေးကြည့်ရမျိုးလည်းမလုပ်ပါနဲ့အဆုံးလေးလာရောက်ကြည့်ရှုပေးပါကျွန်တော်တိုးရင်းလိုရင်းပဲပြောပါမယ်တော့ကိုလေးကပြောသလိုပဲကျွန်တော်ရဲ့ဗီဒီယိုတွေကကိုမောက်တွေအကျိုးရှိမှထင်ရင်တော့ကိုလေးကပြောရဲ့အဓိကချက်လေးကိုပဲလှုပ်သွားစေချင်ပါတယ်တော့ဆိုကျွန်တော်ဝိုင်းရေးပြောပါမယ်ဝိုင်းရေးမပြောခင်မှာစောင်းလည်းပဲဖြစ်ဖြစ်အလွယ်တကူမှတ်သားလို့ရမယ့်နေရာမှာမှတ်သားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အဲဆိုဝိုင်းရေးရင်ပြောပြပါမယ်ဘယ်မှာတော့ကျွန်တော်ဝိုင်းရေးကတိချစ်ဝိုင်းရေးပါတိချစ်ဝိုင်းရေးကိုမှတစ်ကိုမှမပတ်နိုင်ဘူးဆိုတော့အကိုရမရွယ်ကျွန်တော်ဈေးဖို့ပေးပါမယ်ဒီကြမှာသားပေးပါတစ်တွဲဈေးဖို့က19 1ခွန်13 11ပါအဲကျွန်တော်အပူလဲမြင်တယ်ပေါ့နော်တင်းနဲ့ပတ်သက်တဲ့ဈေးဖို့ကကျွန်တော်တို့ကထပ်ပြပါမယ်တင်းတွဲဈေးဖို့က19 1ခွန်13 11ပါတစ်တွဲဈေးဖို့ပါအဲ့လိုမှမဟုတ်ဘူးကျွန်တော်ရဲ့အကိုရမရရှစ်ကိုမှကြိုက်တယ်ရှစ်ကိုမှစော်ကားခြင်းတယ်ဆိုတော့အကိုရမအတွက်ကျွန်တော်ဈေးဖို့လည်းထပ်ပြီးတော့ပေးပါမယ်ဗျာရှစ်တွဲဈေးဖို့ကရှင်းနေ89 8ခွန်88ပါနောက်တစ်ခါထပ်ပြောပါမယ်ရှစ်တွဲဈေးဖို့ကရှင်းနေ89 8ခွန်88ပါအဲ့ဒါရှစ်တွဲဈေးဖို့ပါအဲ့လိုမှမဟုတ်ဘူးကျွန်တော်ရဲ့ကိုမရကီးလေးနဲ့မှာပြီးပေါက်ရှင်တဲ့ကိုမရအတွက်ကျွန်တော်ကီးထုတ်ထားပါတယ်ကျွန်တော်ကီးပြောပြပါမယ်ကျွန်တော်ကီးရ6439ကီးပါနောက်တစ်ခါထပ်ပြောပါမယ်ကျွန်တော်ရဲ့ကီးရ6439ကီးပါကျွန်တော်ကောင်လေးလည်းစောက်ပိုင်းမရလေးစောက်ပိုင်းနေခဲ့ကြပါဦးလက်မရလေးလည်းထောင်ပေးခဲ့ကြပါဦးမင်္ဂလာရှိအောင်မင်္ဂလာလို့လည်းမှန်သွားပေးခဲ့ကြပါဦးโอเคလေးလည်းမှန်သွားပေးခဲ့ကြပါဦးများကျွန်တော်မြေတားရခံပါရဲ့ကျွန်တော်ရဲ့ကောင်လေးကိုလည်းအပေးဝင်ရကြပါဦးလို့ကျွန်တော်တောင်းဆိုပါတယ်အဲဆိုကျွန်တော်တကွာကောင်းပြောပြမယ်ဘယ်လိုပဲစောင်းနေပဲဖြစ်လွယ်လို့မှတ်သားလို့ရမယ့်နေရာမှာမှတ်သားပြီးပါတေချာလေးလိုက်နားထောင်ပြီးပါကျွန်တော်တကွာကောင်းပြောပြမယ်မနက်ဖြန်ဆိုကျွန်တော်တင်းနဲ့ပတ်သက်လို့ရှိရင်ဒေါက်ကောင်းတင်ကားပါငါကလည်းရင်ဘက်ကလည်းကြံခဲ့တဲ့ကဏ္ဍဖြစ်တဲ့အတွက်ဒီဘက်မှာလည်းမကြသေးတဲ့အတွက်မနက်ဖြန်မှာကျင်းနေပေါက်နိုင်တယ်ငါတို့လိုက်နေတဲ့ကိုရင်မအတွက်မနက်ဖြန်အတွက်ကျွန်တော်တင်ကားပါတကွာကောင်းပါတင်ကားပါရှင်းနေဆိုရင်တော့ကျွန်တော်ကရှင်းကားပါရှင်းနေဆိုလည်းရှင်းကားပါတကွာကောင်းပါတင်ကားနဲ့ကျွန်တော်ရှင်းကားပါကြာရင်းသူတော့များများလေးထိုးဗျာဩတာဩဗျာ
အမှန်ထွက်နိုင်ရည်လည်းရှိလို့ကြားနိုင်ရည်လည်းများတယ်အားကြောင့်မို့များလေးရာထိုးပေးပါဗျာအားလုံးပဲဒုတိယမြဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေမှတ်လွယ်လဲစင်ပြေ၍ကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်ဗျာ